မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်အမောင်ရတွေကြီးစုပြီးသွားရင်နေရောင်တွေပြန်လည်လာသွားမယ်အကားကွယ်တွေမရှိတဲ့ဘဝမှာကြီးစားတွေပဲနောင်တစ်ချိန်နာကတူတွယ်ကောင်းစားဖို့ရာဒီလူတွေလုံးရင်နေခြင်းတချို့တွေအိမ်မပြန်နိုင်တော့သေးတချို့တွေပြန်မဆုံနိုင်တော့သေးတချို့တွေမောင်ရတွေတဲ့လမ်းပြောင်းခဲ့ဒီနေ့မှရရအောင်မြင်ပြီးရောင်နေလေ ပြန်နိုင်တော့စေတချို့တွေပြန်မဆုံနိုင်တော့စေတချို့တွေအမောင်ရံတွေတဲ့လမ်းပြောင်းခဲ့ကြပြီဒီနေ့မှရရအောင်မြင်ပြီးရောင်ရီလင်းစိမ်တကယ်နေတော့လေးပြလို့နိုင်မလားI
ကျေးဇူးအများကြီးတင်ပါတယ်ကျယ်လေးတွေကိုလည်းဒီကနေ့အလေးနဲ့ပြုပါ